အားလုံးပဲမင်္ဂလာပါရှင် MTT Computer Training Center ကနေပြန်လည်ကြိုဆိုပါရှင်ဒီနေ့အမပြောပြပေးမှာကဒီမှာဆိုလို့ရှိရင်ဇာတ်တစ်ခုမှာပေါ့နော်ဒီ product list ဇာတ်လေးမှာအမကဒီ product တွေကိုခွဲထားရပေါ့နော် group alike ခွဲထားတယ်ခွဲထားပြီးတော့ဒီဘက်မှာရှိနေတဲ့ number ကိုအမတို့ကဒီ group alike ဒီ group 1မှာရှိရဆိုလို့ရှိရင် group 1 number စင်လေးကိုပဲတက်ချင်တယ်ဒီ blank ဒီခေါင်းစဉ်လေး set ခွက်လေးကိုကြော်ပြီးတော့ကြတော့နောက် number တစ်ခုမှလည်းဒီ number လေးကိုပဲတက်ချင်တယ်ဥပမာအမကဒီမှာဆိုရင်1 2ပေါ့နော်1 2လို့တက်လိုက်တယ်1 2လို့တက်လိုက်တာကိုပုံမှန်ဆိုလို့ရှိရင်အမတို့ကဒီလို face လေးဆွဲလိုက်တယ်ပေါ့နော် face လေးဆွဲလိုက်တဲ့အခါမှာသူကဒီမှာ number 5ဆိုပြီးတော့ကြတော့အမတို့ကြော်ထားတဲ့ဒီခေါင်းစဉ်နေရာလေးမှာ number 5ကြီးလာပေါ်နေအမအဲ့လိုမပေါ်ချင်ဘူးဒီ number 5ကိုgroup 2ရဲ့ဒီ product e နေရာမှာပေါ်ချင်တယ်ပေါ့နော်ဒီနေရာကို blank ပေါ့နော်အလွတ်ထားချင်တယ်ဒါဆိုရင်အမတို့ကဘယ်လို function ကိုသုံးပြီးတော့ရေးရမလဲပေါ့နော်အဲ့လိုမျိုး function လေးနဲ့သုံးပြီးတော့ကြတော့ဒီတူလို့ auto scale လောက်သွားတယ်ပေါ့နော်ပုံစံမျိုးပေါ့နော်ဒီ blank ဖြစ်နေတဲ့ set ခွက်လေးကို auto scale လောက်သွားတယ်ပုံစံမျိုးလိုချင်တဲ့အခါမှာအမတို့ function သုံးပြီးတော့ရေးလို့ရတယ်ဒါဆိုရင်အမတို့ဘာ function ကိုသုံးပြီးတော့ရေးရမလဲဆိုတော့ if function လေးကိုသုံးပြီးတော့ရေးရမယ်သူက if function တစ်ခုတည်းနဲ့မရဘူးပေါ့နော် if function လေးနဲ့ရေးတွက်ပြီးတဲ့ function လေးတစ်ခုနဲ့ပေါင်းပြီးတော့ရေးရမယ်အဲ့တော့ရေးတွက်တဲ့အခါမှာအမတို့က2မျိုးရှိတယ် count function နဲ့ count a function ပြီးတော့2ခုရှိတယ်အဲ့တော့ count function ကကျတော့ကိန်းဂဏန်းတွေကိုရေးတွက်တဲ့အခါမှာသုံးတာ count a function ကကျတော့ကိန်းဂဏန်းရောစာသားရောရေးတွက်ပြီးတဲ့ function ပေါ့နော်ဒါကြောင့်အမတို့ကဒီ set ခွက်လေးမှာရှိနေတာကစာသားဖြစ်တဲ့အတွက်count a function လေးကိုသုံးမှရမယ်ပေါ့နော် count a function ကကျတော့စာသားရောကိန်းဂဏန်းရောရေးတွက်ပေးရဖြစ်တဲ့အတွက်အမတို့က if function နဲ့ count a function နဲ့တွဲပြီးတော့ဒီဘက်ကကိန်းဂဏန်းတွေကို auto တက်ပြီးတော့ကျတော့ blank ရှိတဲ့ set ခွက်လေးမှာ auto scale လုပ်ချင်တယ်ပေါ့နော်ဒီလိုပုံစံလေးရှိမှာဒါဆိုရင်အမကဒီ number တက်မဲ့ set ခွက်လေးမှာ active ဆဲထားရမယ် active ဆဲထားပြီးတော့ if function ကိုအရင်ဆုံးရေးရမယ် equal if ဆိုပြီးတော့ရေးလိုက်တယ်ပြီးရင် function က command control a ခေါ်လိုက်တယ် control a ခေါ်ပြီးတော့ကျတော့အမက logical test မှာဘာလို့ဆက်ရမှာလဲဆိုတော့ကြတော့ဒီ product name set ခွက် product a ရှိနေတဲ့ set ခွက်လေးဒီset ခွက်လေးကိုမှသွားထောက်လိုက်တယ်ဒီ set ခွက်လေးဒီ equal blank ဖြစ်တယ်ဆိုရင် blank ဆိုတာဒါပဲကုတ်လေးနှစ်ခုဖြစ်နေတာက blank ပေါ့နော်ဒါပဲကုတ်ဖြစ်တယ်ဆိုရင် blank ဖြစ်တယ်ဆိုရင်တက်ခုံပြီးတော့ value true မှာဒါပဲကုတ် blank လေးပဲထားပေးပါမဟုတ်ရင်တော့ဆိုတဲ့နေရာလေးမှာအမက count a နဲ့ရေးတွက်လိုက်မယ် count a ဆိုပြီးတော့ count a function လေးကိုခေါ်လိုက်တယ်ခွန်းစမဟုတ်ရင်တော့ဒီ set ခွက်လေးမှာ before ဆိုတဲ့ set ခွက်လေးကိုတားထားလိုက်တယ်ဒီ set ခွက်လေးကစပြီးရှင်းပေးပါလို့ပြောချင်တာဖြစ်တဲ့အတွက်တခြား set ခွက်တွေမပါတဲ့အတွက်အမက is to လေးခန့်လိုက်တယ် before is to before ဆိုပြီးတော့ဖြစ်သွားရပါတော့ခွန်းပိတ်လိုက်တယ်ဒါနဲ့ရင်ပြီးသွားလားဆိုတော့အမတို့ကမပြီးသေးဘူးရှေ့ကဒီ before လေးမှာအမတို့က dollar sign လေးနဲ့ lock ခတ်ပေးရပါတော့ dollar sign လေးနဲ့ keyboard ကနေ F4 key လေးနဲ့ lock ခတ်လိုက်တယ်အဲ့တော့ဒီနေရာမှာအမတို့ကဒီလိုပုံစံလေးပေါ့နော်ဒီ set ခွက် product A ရှိနေတဲ့ set ခွက်လေးဒီ blank ဖြစ်တယ်ဆိုရင်တော့အလွတ်ဆိုရင်တော့ဒီ blank ဒီ set ခွက်အလွတ်လေးပဲပေါ်ပေးပါစာသားမရှိရင် set ခွက်အလွတ်လေးပဲပေါ်ပေးပါမဟုတ်ရင်တော့ count A ရေးပေးပါဒီ product A ကစပြီးတော့ကိန်းဂဏန်းတွေကိုရေးပေးပါပေါ့နော်အရေးအတွက်ဒီရေးပေးပါဒါမျိုးပုံစံလေးရေးလိုက်တယ် okay ပေးလိုက်တဲ့အခါမှာဒီမှာ product A ကစပြီးတော့သူက number 1ဆိုပြီးတော့ရေးပေးသွားတယ်အဲ့တော့အမတို့ကသူ့ကို PC လေးဆွဲချလိုက်မယ် blank ရှိနေတဲ့ set ခွက်အထိဆွဲချလိုက်မယ်ပေါ့နော်အဲ့တော့ဒီထိဆွဲချလိုက်မယ်ဒါဆိုရင် तू က skip လုပ်သွားတယ် auto skip လုပ်သွားရပါတော့ဒီနေရာမှာစာသားရှိမနေတဲ့အတွက် blank ဖြစ်သွားတယ်ဒီနေရာမှာစာသားတွေရှိနေတဲ့အတွက် count လုပ်ပေးသားတယ်ရေးတက်ပေးသားတယ်အဲ့တော့ဒီမှာအမတို့အုပ်စုခွဲထားတဲ့အတိုင်းဒီမှာ product က1 2 4ရှိရဲ့အတွက်1 2 3 4ဆိုပြီးတော့ပဲရေးတက်ပေးသားတယ်ဒီနေရာမှာ blank ဖြစ်နေတဲ့အတွက်သူကသူ auto scale လုပ်ပြီးတော့5 6 7 8ကို group 2အတွက်ရေးတွက်ပြီးသွားတယ်ပေါ့နော်ဒါက if function လေးနဲ့ count a function လေးနဲ့သုံးပြီးတော့ကြတော့ရေးတွက်လိုက်တာအဲ့တော့ဒီနေရာမှာအမတို့ကစာသားဖြစ်တယ်ဆိုရင်သူကတော့ရေးတွက်ပြီးမှမဟုတ်တော့ဘူးဘယ်လိုမျိုးဒီနေရာမှာဝင်တက်လဲဆိုတော့အမတို့ဒီမှာ group 2ခွဲတဲ့အခါမှာ martian center ကိုဒီနေရာအထိပေါင်းပြီးတော့ martian center လုပ်တတ်တယ်ဘယ်လိုမျိုး martian center လုပ်လိုက်လို့ရှိရင်ဒီစာသားကဒီထဲမှာဝင်သွားမှာဖြစ်တဲ့အတွက် function ကဒီနေရာမှာအကျုံးမဝင်တော့ဘူးပေါ့နော်ဒါကြောင့်အမတို့ martian center လုပ်ချင်တယ်ဆိုလို့ရှိရင်တော့မှဒီ set ခွက်လေးကို formula ဆွဲချမဲ့ set ခွက်လေးကိုခြံပြီးတော့ကြတော့ဒီ set ခွက်အလွတ်တွေကိုပဲ martian center လုပ်လို့ရမယ်ပေါ့နော်အဲ့တော့ဒီနေ့ပြောပြတဲ့ဒီခေါင်းစဉ်လေးကိုခြံပြီးတော့ကြတော့ blank set ခွက်လေး auto scale လုပ်တဲ့ဒီ function သုံးတဲ့နည်းလေးကိုနားလည်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်